Listen to Ranshu A. Patu. Number 4. Arewa watashi no kaban desu. အဲ့ဒီအရာဒီကျွန်တော်ဤအိတ်ဖြစ်ပါသည်ဒီနေရာမှာပြောချင်တာကနော်ဝေဘတ်နောက်တစ်မျိုးပုံစံပေါ့ဒီကနော်ဝေဘတ်ကကြတော့ဤတို့ရဲတို့ဆိုတဲ့အဓိပ္ပာယ်မျိုးတုံးမှာပိုင်ဆိုင်မှုပြဝေဘတ်ပုံစံပေါ့နော်ဝါကြပုံစံမျိုးလေးမှတ်ချင်ရင်အညွန်းနံစာဝါ subject နော် noun des ပေါ့ as နော် noun des ပေါ့နော်ကျွန်တော်ဒီ as ဆိုတာကsubject ပေါ့နော်တရှိတို့လူတို့ပေါ့နော်မှတ်ထားလိုက်ပေါ့ဒီမှာဆိုရင်အဲဒီ s ပိုင်းနဲ့ noun ဖြစ်တယ်ပေါ့နော် s ရဲ့ noun ပေါ့အဲ့လိုမျိုးမှာနော်အပေါ်ဥပမာနဲ့ပြောမယ်ဆိုရင်ကျွန်တော်ဤ noun ပေါ့အဲ့ဒါဆိုwatashi no noun ပေါ့နော်အဲ့ဆိုတော့ watashi no kaban ကျွန်တော်ဤအိတ်ပေါ့နော်အမေးပုံစံပြောချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့လူကိုပြောတာဖြစ်တဲ့အတွက်ကြောင့်နော်လူရဲ့အရာဆိုပြီးတော့ပြောမှာဆိုတော့လေဒါတယ်ဆိုတဲ့မိကွန်းလေးကိုအသုံးပေးရတယ်ဒါတဲ့ဘတူနော်ဒါတဲ့တော့ noun ဘတူဤ noun ပေါ့နော်ဒါတဲ့တော့ noun ですကဘတူဤ noun ဖြစ်ပါတယ်လေပေါ့ဘောကခါဘန်ကိုပဲအိတ်ကိုပဲဥပမာယူတော့မယ်ဆိုရင်ဒါတဲ့တော့ခါဘန်ですကဘတူဤလွယ်ဖြစ်တယ်လေဘတူဤအိတ်ဖြစ်တယ်လေပေါ့နော်ဝါကြပုံစံလေးအပြည့်စုံလေးပြောလိုက်မယ်ဆိုရင်အာရေဝါဒါတဲ့တော့ခါဘန်ですကအဲ့ဒီအရာဒီဘတူဤလွယ်ဖြစ်ပါတယ်လေအမှန်ကあれは私のですအဲ့ဒီရာဒီကျွန်တော်ဤဟာဖြစ်သည်ကျွန်တော်ဟာဖြစ်သည်နော်ဝိဘတ်နောက်တစ်မျိုးပေါ့ဒီကနော်ဝိဘတ်ကိုဤဟာဓမ္မမဟုတ်ဟာဆိုပြီးပါတာပြန်မယ်ပိုင်ဆိုင်မှုပြညွှန်ဝိဘတ်နာညွှန်ဝိဘတ်စသဖြင့်မှတ်လို့ရအောင်နော်ဝါကြပုံစံလေးနဲ့ဆိုရင်အညွှန်နံစာဝါ as no desညွှန်နံစာဒီ as ဟာဖြစ်သည် as ဟာဖြစ်သည်ဆိုပြီးပေါ့အမေးခြင်းတယ်ဆိုရင်ငါတို့လူတွေကိုတဲပြီးပြောတာဖြစ်တဲ့အတွက်နော်လူတွေရဲ့ဟာဆိုတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်ဘတူလိုပြီးမေးတယ်ဒါတဲ့အဲကြောင့်ဒါတဲ့နော်ဒါတဲ့နော် des ကဘတူဤဟာဖြစ်တယ်လေဘတူဟာဖြစ်ပါတယ်လေဆိုပြီးမေးတာပေါ့နော်အဲ့ဒါကိုဝါကြပုံစံလေးနဲ့ပြောမယ်ဆိုရင်အညွန်းနံစာဝါဒါတဲ့နော် des ကအညွန်းနံစာဒီဘတူဟာဖြစ်တယ်လေပေါ့ဘောဝါကြကိုပြန်ယူပြီးဥပမာပြောမယ်ဆိုရင်အာရေဝါဒါတဲ့နော် des ကအဲ့ဒီအရာဒီဘဒုဟာဖြစ်ပါတယ်လေအပြင်စကားပြောတွေမှာဆိုလို့ရှိရင်เนาะကျွန်တော်တို့ desk တွေဖြုတ်ပြီးပြောလို့ရတယ်ပေါ့နော်အားရဝတာတယ်နော်အဲ့ဒီရာဒီဘဒုဟာအဲ့လိုမျိုးပေါ့နံပါတ်6この手帳は私のですဒီလက်ဆွဲမစုဒီကျွန်တော်ဤဟာဖြစ်သည်ဒီမှာပြောချင်တာတွေကအညွှန်းစကားလုံးလေးတွေပြောချင်တာခိုနိုဒီကိုနဲ့နီးတဲ့ဆိုနိုထို့နော်တစ်ဖက်လူနားထောင်လူနဲ့နီးတဲ့အာနိုအဝေးနေရာမှာရှိတဲ့နော်ဟိုးအက်ဒီတော့ပေါ့ဒီအညွှန်းစာလုံးလေးတွေကကျွန်တော်တို့နောက်မှာ noun လိုက်တွဲပြီးပြောပြရတယ်ပေါ့နော်ဒီမှာကိုနီနာမှာရှိတဲ့ noun လေးတွေလို့ပြောချင်ကိုနို nounတူနီနာမှာရှိတဲ့ noun လေးတွေဆိုရင်ဆိုနို noun အဝေးနေရာမှာရှိတဲ့ noun တွေကိုပြောချင်အာနို noun လိုမျိုးလေးပေါ့အပေါ်ကဥပမာအနေနဲ့တဲချောပေါ့လက်ဆွဲမဆုလေးကိုပြန်ယူပြီးပြောမယ်ဆိုရင်ကိုနီနာမှာရှိတဲ့လက်ဆွဲမဆုလေးဆိုရင်ကိုနိုတဲချောတစ်ဖက်လူနီနာမှာရှိတဲ့လက်ဆွဲမဆုလေးဆိုရင်ဆိုနိုတဲချောအဝေးနေရာမှာရှိတဲ့လက်ဆွဲမဆုလေးဆိုရင်အာနိုတဲချောအဲ့လိုမျိုးလေးယူပြောရတယ်တတိပြုရတဲ့အချက်ကကျွန်တော်တို့ဒီခိုနိုဆိုနိုအာနိုကိုအရှိမတင်ခဲ့တဲ့ခိုရဲဆိုတဲ့အားရနဲ့မှားတတ်တယ်နော်ရှင်းမတင်ခဲ့ပြီးတဲ့ခိုရဲဒီရာဆိုတဲ့ထိုးရအားရအဲ့ဒီအရာတွေကကျွန်တော်နန်စားဖြစ်တယ်ပေါ့နော်သူတို့နောက်မှာအများအပြည့်ဝိဘက်လေးတွေပဲပြန်လိုက်လာမယ်ဥပမာဝါတော့ဟုတ်လားခိုရဲဝဒီရာဒီဆိုရဲဝထိုးရဒီအားရဝအဲ့ဒီရာဒီပေါ့အဲ့လိုမျိုးဒီခိုနိုဆိုနိုအာနိုကကြတော့အညွှန်းစကားလုံးတာဖြစ်တယ်သူ့နောက်မှာ noun လေးလိုက်ပေးရတယ်နော်ကိုနို noun ဒီ noun ဆိုနို noun ထို noun အာနို noun အဲ့ဒီ noun ဆိုပြီးပြောတဲ့ပုံစံနှစ်ခုတတိထားပါနော်
ဝါကြပုံစံလေးနဲ့မှတ်မယ်ဆိုလို့ရှိရင်အညွှန်းစာလုံး plus noun ဝါ as no des နော်နော်ကိုနဲ့နီးတဲ့ noun တွေကိုညွှန်းပြီးပြောရင်ခိုနို noun နဲ့ပြောမယ်တစ်ဖက်လူနဲ့နီးမဲ့ noun တွေကိုပြောရင်ဆိုနို noun နဲ့ပြောမယ်နော်အဝေးနေရာမှာရှိတဲ့ noun တွေကိုပြောချင်းအာနို noun ဆိုတဲ့ပုံစံမျိုးနဲ့ပြောမယ်ပေါ့နော်ကျွန်တော်တို့အပေါ်မှာသုံးခဲ့တဲ့ဝါကြကိုပဲဥပမာလေးယူပြောပြီးပြောမယ်ဆိုရင်ကိုနိုတေချောဝါဝါတာရှိနိုဒက်စ်ဒီအဆောင်လက်ဆွဲမဆိုဒီကျွန်တော်ဤဟာဖြစ်ပါတည်ဆိုပြီးနော်ဒီမှာဒီတော်ဝိဘတ်လေးပေါ့နော်ဤဟာဆိုပြီးတော့ကျွန်တော်တို့အရှိမအပြည့်စုံဖော်ပြလိုက်ပြီလေအဲ့ဒီနံကိုအစားထိုးရည်ညွှန်းပြလိုက်တဲ့ပုံစံလေးဤဟာဆိုပြီးပြောလိုက်တာဟုတ်ပြီနော်မေကုန်းပုံစံလေးပြောချင်တယ်ဆိုလို့ရှိရင်အရှိမရှင်းပြခဲ့တဲ့ဘဒုဟာဖြစ်တယ်လေအစားထိုးလိုက်ပေါ့နော်ကိုနိုတေချောဝါဒါရဲနော်ဒက်စကာဒီလက်ဆွဲမဆိုဒီဘဒုဟာဖြစ်ပါတယ်လေပေါ့နော်